တာချိုးတဲ့အပေါက်ဖြစ်ပါတယ်လုံးဝအားရစရာကြီးအောင်ဟိုနေ့ကရောက်တွေ့ရတယ်ဘာမှဆိုင်ဘူးနော်ဟိုတနေ့ကလူလေးပဲဟိုလူအင်အားပဲရှိသေးတယ်အခုကျစိုက်ရတွေကုန်ရောက်လာချင်းဟိုဘာကြီးဆက်လေလူငင်တောင်းရွေ့နိုင်ပါလားတောင်းရွှေ့နိုင်ပါလားဘာလို့မဖြစ်နိုင်လဲဘာဖြစ်လို့မဖြစ်နိုင်ရမှာတော့ဟိုတနေ့ကဆိုရင်လူအင်အား200လောက်နဲ့လုံနေပြီမဲ့ဒီနေ့ချိန်နေရချင်းအဲ့ဒါကြီးပြောတော့မှန်းလာတယ်ဟုတ်တယ်အိုးဝင်လာတယ်ဘာပြောမှချင်းအိုက်ဆက်ပစ္စည်းကိုတနည်းဓာရီကမရှိသေးဘူးဒီရရှိတယ်ဒီအားရစရာပုံရောက်ကဲကတိလေကဲကွာပုံရောက်ပြီကွာကဲပါဆက်哦，写的，快进的。写的。လုံးနေတယ်ဆိုတော့အဲ့ဒါလုံးနေတယ်ရေကြီးတော့ပြော့သွားပြီနော်ဒီလည်းတစ်ပြေလောက်ဆိုနေတယ်